မိတ်ဆွေက TikTok အသုံးပြုရင်အပေါ်ဝင်ငွေရှာချင်တဲ့သူတယောက်မဟုတ်ဘူးဆိုရင်တော့ဒီဗီဒီယိုကိုကြော်သွားလို့ရပါတယ်။ Okay ဒီဗီဒီယိုဆက်ကြည့်နေသေးတယ်ဆိုရင်တော့ကျွန်တော်ကဒီနေ့ဗီဒီယိုထဲမှာ Japan Region TikTok အကောင့်ကနေပိတ်ဆံဘယ်လိုရှာရမလဲပြီးတော့ပိတ်ဆံရှာဖို့အတွက်ဘာတွေလိုအပ်လဲနဲ့ပိတ်ဆံဘယ်လိုရလဲဆိုတာကိုကျွန်တော်သိတဲ့လောက်ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ဖို့အတွက်တောင်းဆိုချင်ပါတယ်ပထမဆုံးပြောပြပေးချင်တာကတော့ TikTok monetization ကြောင့်ပါဆိုတော့ကျွန်တော်တို့ရဲ့ Japan Region TikTok အကောင့်မှာကျွန်တော်တို့က monetization အောင်ဖို့အတွက်ဆိုရင်သူသတ်မှတ်ထားတဲ့အချက်လေး3ချက်ရှိပါတယ်ဒီအချက်လေး3ချက်ကိုကျွန်တော်တစ်ချက်သွားပြီးတော့အရင်ပြပေးပါမယ်ဒီမှာဆိုရင်အစ30ကို TikTok Studio တွေကိုဝင်လိုက်တယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ monetization ဆိုတဲ့စာလေးရှိပါတယ်အဲ့ဒါကိုတစ်ချက်ထပ်ပြီးတော့ဝင်လိုက်ပါmonetization ဆိုတဲ့နေရာရောက်ပြီဆိုရင်တော့ဒီမှာအောက်မှာ creator reward program ဆိုတာလေးရှိပါတယ်အဲ့နေရာလေးကိုတစ်ချက်ထပ်နေပြီးတော့ဝင်ပေးလိုက်ပါOkay ဒါမျိုးလေးပေါ်လာပြီပေါ့နော်ဒီမှာဆိုရင်တော့ပေါ့နော်ကျွန်တော်တို့ရဲ့အကောင့်မှာ monetization အောင်ဖို့အတွက်ပိတ်ဆံစရဖို့အတွက်ဆိုရင်တော့သူသတ်မှတ်ထားတဲ့အချက်လေး၃ချက်ကိုအရင်ပြပါရပါမယ်ပထမဆုံးတစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ရဲ့အကောင့်မှာ session နဲ့ပြည်ပြီးသားအကောင့်ဖြစ်ရပါမယ်ဒုတိယတစ်ချက်ကတော့ကျွန်တော်တို့ရဲ့အကောင့်မှာအနည်းဆုံး follower 10k follower 1000ပေါ့နော် follower 1000ရှိရမှာဖြစ်ပါတယ်တတိယတစ်ချက်ကတော့ကျွန်တော်တို့ရဲ့အကောင့်ကဗီဒီယိုတွေကိုကြည့်ရှုသူ viewer တသိန်းရှိရပါမယ် view တသိန်းဆိုတဲ့နေရာမှာကျွန်တော်တို့ကတင်တဲ့ဗီဒီယိုတစ်ပုဒ်တည်းမဆိုလို့ပါကျွန်တော်တို့ဗီဒီယိုဘယ်နှပုဒ်ပဲတင်ထားသမျှဗီဒီယိုတွေက view တွေအကုန်လုံးပေါင်းပြီးတွက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ view တသိန်းဆိုတာကလည်းရဖို့လွယ်ပါတယ်ထိုနည်းတူပဲ follower 10kဆိုတာကလည်းကျွန်တော်တို့တကယ်လုပ်မယ်ဆိုရင်တော့ရဖို့လွယ်ပါတယ်ဒီအချက်လေး3ချက်ပြည့်သွားပြီဆိုတာနဲ့ကျွန်တော်တို့က monetization စရှောက်လို့ရပါပြီ okay ဆိုတော့ကျွန်တော်တို့ကပြည့်သွားပြီပဲထားပါတော့ monetization ပြည့်သွားပြီဆိုတာနဲ့ကျွန်တော်တို့ကငွေဘယ်လိုဆိုင်ရလဲဆိုရင်တော့ပထမဆုံးတစ်ချက်အနေနဲ့ကတော့ collect reward for you က1 minute plus video လို့သူကတော့ပြောထားပါတယ်ဆိုလိုချင်တာကကျွန်တော်တို့တင်တဲ့ဗီဒီယိုတွေက10 minute နဲ့10 minute အထက်ရှိတဲ့ဗီဒီယိုတွေဖြစ်မှသာလျှင်ကျွန်တော်တို့ကပိတ်ဆင်ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဗီဒီယိုတင်မယ်ဆိုရင်အနည်းဆုံး10 minute နဲ့10 minute အထက်ရှိတဲ့ဗီဒီယိုတွေဖြစ်ရပါမယ်ဒုတိယတစ်ချက်အနေနဲ့ကတော့ more reward for quality content ဒါကတော့ကျွန်တော်တို့ရဲ့ဗီဒီယိုကပေါ့နော်ကျွန်တော်တို့အရေးချင်းရှိတဲ့ဗီဒီယိုအရေးတွေပြည့်မီတဲ့ဗီဒီယိုဖြစ်ရပါမယ်ဒီလိုမျိုး quality ပြည့်မီတဲ့ဗီဒီယိုတွေဆိုရင်ကျွန်တော်တို့က view တွေ like တွေလည်းများမှာဖြစ်တယ်လို့ဝင်ငွေရလည်းများရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကဝင်ငွေရဖို့ဆိုရင်10 minute နဲ့10 minute အထက်ရှိတဲ့ဗီဒီယိုဖြစ်ရမယ်ပြီးတော့ကျွန်တော်တို့ quality ကောင်းတဲ့ဗီဒီယိုလည်းဖြစ်ရမယ်ပေါ့နော်ဆိုတော့ဝင်ငွေဘယ်လိုရလဲဆိုတာလေးကိုလည်းကျွန်တော်ရဲ့အကောင့်မှာကျွန်တော်တစ်ချက်အသေးစိတ်ထပ်ပြပေးပါမယ်ဒါကတော့ monetization အောင်ပြီးတော့ပိုက်ဆံဆိုင်ရနေပြီဖြစ်တဲ့ကျွန်တော်ရဲ့အကောင့်လေးတစ်ခုကိုနမူနာပြပေးတာပဲဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့က monetization စအောင်ပြီးပြီ10 minute နဲ့10 minute ထက်ဗီဒီယိုတွေစတင်ပြီဆိုတာနဲ့သူကကျွန်တော်တို့ရဲ့ဗီဒီယိုကိုသူသတ်မှတ်ထားတဲ့ view သူသတ်မှတ်ထားတဲ့ like အရေအတွက်ကိုမူတည်ပြီးတော့မှကျွန်တော်တို့ကိုပတ်စံပေးပါတယ်ဒီမှာဆိုရင်ဒါကျွန်တော်တင်ထားတဲ့လက်ရှိဗီဒီယိုလေးတွေကိုကျွန်တော်တစ်ချက်ပြပေးမယ်ပေါ့နော်ဒီမှာဆိုရင်ဒါကျွန်တော်တင်ထားတဲ့ဗီဒီယို5ပုံမှာဆိုရင်ဒီမှာပထမဆုံးတစ်ပုံမှာဆိုရင်တော့ကျွန်တော်က$0.53ဒုတိယတစ်ပုဒ်ကတော့သူသတ်မှတ်ထားတဲ့ view ကိုမပြည့်မီသေးတဲ့အတွက်ကြောင့်မလို့မရသေးဘူးပေါ့နော်တတိယတစ်ပုဒ်ကလည်းအဲ့လိုပါပဲသူသတ်မှတ်ထားတဲ့ view ကိုမပြည့်မီသေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်$မရသေးပါဘူးဒီမှာကျွန်တော်စတုထပုံမှာဆိုရင်တော့ဒါကျွန်တော်သူသတ်မှတ်ထားတဲ့ view သူသတ်မှတ်ထားတဲ့ like ကိုကျွန်တော်တို့ပြည့်မီတဲ့အတွက်ကြောင့်မလို့ဒီမှာကျွန်တော်$3ထိရနေပေါ့နော်ဒါနောက်ဆုံးတစ်ပုတ်ဆိုရင်လည်းအဲ့လိုပါပဲ$0.02ထိရနေပါပြီတခုရှိတာကကျွန်တော်တို့ရဲ့ဒီဒေါ်လာတွေကကျွန်တော်တို့က amount တစ်ခုအနေနဲ့တတ်မှတ်ပြီးတော့ရက်တန်သွားတာမျိုးမရှိပါဘူးကျွန်တော်တို့ရဲ့ဗီဒီယို like တွေ view တွေတက်လာတာနဲ့အများကျွန်တော်တို့ကပိုက်ဆံတွေဒီဗီဒီယိုကနေပြီးတော့ဇက်တိုက်ရရှိနေမှာပဲဖြစ်ပါတယ်ဆိုတော့ဒီလောက်ဆိုရင်တော့ကျွန်တော်တို့ TikTok ကနေပြီးတော့မှပိုက်ဆံဘယ်လိုရလဲပိုက်ဆံရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အချက်လေးကိုအားလုံးပဲနားလည်သွားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဂျပန်လူကြီး TikTok အကောင့်ဖွင့်ပြီးကိုလည်းကျွန်တော်ရဲ့ channel ထဲမှာဗီဒီယိုလေးတင်ပေးထားရှိပါတယ်မိတ်ဆွေတို့အနေနဲ့ကိုယ်တိုင်ဖွင့်လို့အဆင်မပြေဘူးအခက်အခဲရှိရဆိုရင်လည်းကျွန်တော်စီမှာဂျပန်လူကြီး TikTok အကောင့်တွေကိုဇင်းတို့ချိုးသားဆောင်နဲ့လာရောက်ဝယ်လို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေ